တချံကတော့ကဖြစ်ပါတယ်ကိုရီးယားအရင်မြင့်တော့လေနည်းနည်းတော့ပို့ပြီးတော့များတက်တော့ပို့ချိုးရတာပေါ့နော်အချိုးစစ်တွေကိုပို့ပြီးတော့ဒီလိုမျိုးလေးတွေကရတာပေါ့ငွေစင်ရောဆိုတော့အဲ့လိုမျိုးရွှေစင်ညိုဆိုတော့လေငွေစင်ရောတော့ဖြစ်သွားတယ်ဒါကြီးကန်းလို့ဘာလို့ဖြစ်နေအမဲလေးဝတ်ထားတော့လေရွှေစင်ညိုပါလို့အမွှေးလေးပေါ့ဒါလေးကတောင်မှန်လိုမျိုးပေါ့နော်ဒါလေးပေါ့ဒီနေ့တို့ပြီးတော့ဘလောက်တော့ပြောနေရလဲပြောပါတယ်ချစ်ဖို့ကောင်းတယ်ပေါ့ပါနေဆွေစင်ညိုဘာလို့ဝဲပါတယ်မထွေးလို့ဝဲပါတယ်မထွေးအသားခါလာတယ်ချောင်းငယ်ရည်နဲ့ဆေးပါမယ်တဲ့ဒါကတော့စတိုင်းတာစပုံစံမပေးပါဘူးဒီဟာဆောင်းကဒီမှာပရိသတ်တွေကဒီအမွှေးတွေလက်ဆောင်ပေးဘူးတဲ့လေဆောင်းအဲ့ဒါတွေတိန်းထားတာရှေ့မှန်းအောင်မသိဘူးမေ့နေရဆောင်းကဘာလဲမတင်တာပရိသတ်တွေဆိုပေးလို့ရှိရင်လေဆောင်းကိုလေဘုံနဲ့အပြည့်ပတ်ဆက်နေရတာဒီဟာလေးကလေငှက်မလေးပေါ့နော်ရွှေစင်ညိုငှက်မလေးပါရွှေစင်ညိုတချင်းပေါ့ဒေါ်ဆန်ရှားတင်နေလေဟိုဘက်ခေတ်ကမင်းသမီးတွေအများကြီးပဲပါကြတာလေအဲ့တော့ဆိုရင်ဗလာအဒီမြင့်ခင်လည်းပါတယ်နောက်တော့ဗလာခင်ယူမိလည်းပါတယ်ဗလာတွေ့တယ်အများကြီးပဲအဲ့ဘက်ခေတ်ကမင်းသမီးအဲ့ဒါနဲ့စောင်းလဲဒီမှာဟိုဆန်ရှားတင်ကအနီဆန်ရှားတင်ကနေပြီးတော့သူကလှုပ်ထားပေါ့နော်ရွှေစင်ညိုတချင်းလေးပါစားရွှေစင်ညိုဖြစ်တေးဥဆောင်အောင်မှာပေါ့အဲ့ရွှေစင်ညိုပဲအဲ့ဒေါ်ဆန်ရှားတင်တေးဥဆောင်တာနေရအင်းမဟိုဟာပေါ့အမေဒေါ်ဆန်ရှားတင်ကကျတော့ तू ကဟိုအရန်တော့ကထားတယ်စောင်းကကျတော့ပေါ့ပါပဲကတာကိုကအငိမ့်နေပါကြီးလောက်ထိမရောက်သေးဘူးဆိုတော့လေအငိမ့်ကတစ်ခါလောက်ပဲကဘူးလားဆိုတော့ကိုကတော့တကြံပုံစံမျိုးလေးပဲပေါ့ပါနဲ့အဲ့လိုမျိုးကတာပေါ့ဟုတ်ကတဲ့ခံကြပျော်တယ်ဘာဖြစ်ဆိုမမများဖွဲ့ရလဲဘေးမှာပါတယ်လေစားရွှေစင်ညိုဆိုတော့သူတို့ကဝိုင်းတားကြတာအဲ့ဒါဆိုတော့သူတို့လည်းပါတော့ပျော်စရာကြီးဖြစ်နေတာပေါ့မမများဖွဲ့နေတွေ့ရဩဒါကတော့စောင်းတော့ငလင်တော့ကလည်းလူတယ်ကွာလူတယ်သိန်းထောင်နဲ့ချီပြီးလူခဲ့တယ်ကိုပိုင်တူရဲငွေနဲ့ပေါ့နော်ပေးသက်တွေကတော့လူပေးတယ်သိန်း50အဲ့တော့အဲ့ဒါကိုကအဲ့တော့ကလည်းငလင်နဲ့ပတ်သက်တဲ့ချင်းကိုမမဆောင်တော့ဒီလိုမျိုးသားကစားရုံမှာတိကျဆောင်ခဲ့တာလေရန်မုံငွေရှာတဲ့ပွဲမှာဆိုတော့လူလဲလူခဲ့တယ်ကိုကဟိုဘယ်လိုပြောမလဲပါဝင်ပြီးတော့လဲကပြပြီးတော့ရန်မုံငွေရှာပေးခဲ့တာပေါ့နော်အဲ့အတွက်ကြောင့်အဲ့တော့ဆိုငလင်နဲ့ပတ်သက်တဲ့ချင်းပေါ့အားပေးတာပေါ့နော်ပြည်သူတွေကိုအားပေးတဲ့ငလင်နဲ့ပတ်သက်တဲ့ချင်းကိုမဆောင်လို့တိကျဆောင်ခဲ့တယ်ပြဿနာတွေလည်းကားခဲ့တယ်အောင်ခင်မင်းကနေပြီးတော့စီစဉ်တာလေအဲ့ဒါပြဿနာတွေလည်းကားခဲ့တယ်အခုကျတော့လည်းမဆောင်လှူပြစ်သေးတယ်အခုလည်းမဆောင်မနေ့ကအဲ့လိုမျိုးပေါ့နော်ဒီဟို280ပြေးပေါ့နော်ဒီရုပ်ရှင်အတွက်ဟိုမဆောင်ကဟိုဟာပေါ့လူငွေ10သိန်းလူခဲ့တယ်ပြီးတော့မများအဖွဲ့လဲတကြံနာနီးတော့လေအဝတ်စားအတွက်ဟိုလိုအပ်တာတွေသုံးဖို့ပေါ့နော်တခြားအဲ့ဒါနဲ့မဆောင်အဲ့မှာလဲ10သိန်းလူလိုက်တယ်မနေ့က30တော့လူလိုက်သေးတယ်ဟုတ်တချံကတော့ကဖြစ်ပါတယ်ကိုရီးယားအရင်မြင့်တော့လေနည်းနည်းတော့ပို့ပြီးတော့များတက်တော့ပို့ချိုးရတာပေါ့နော်အချိုးစစ်တွေကိုပို့ပြီးတော့ဟိုဒီလိုမျိုးလေးတွေကရတာပေါ့ငွေစင်ရောဆိုတော့အဲ့လိုမျိုးရွှေစင်ညိုဆိုတော့လေငွေစင်ရောတော့ဖြစ်သွားတယ်ဒါကြီးကန်းလို့ဘာလို့ဖြစ်နေအမဲလေးဝတ်ထားတော့လေရွှေစင်ညိုပါလို့ဓာတ်ဖိုးသားဒီဇိုင်နာဖိုးသားအမြန်လုပ်ပေးရတာကျေးဇူးလည်းရန်တင်ပါတယ်လို့အမဲကရွှေစင်ညိုကြားငှက်ဆိုတော့အမဲလေးဖြစ်သွားတာပေါ့နော်ငှက်တောင်မှန်လေးနဲ့တေချာလုပ်ပေးပါတယ်ဟိုဆိုဘာမှစိတ်ကူးရေးပြီးတော့ဘယ်လိုလုပ်အောင်မသိတာအဲ့ဒီအချိန်မှာ तू ကနေပြီးတော့အဲ့လိုမျိုးလုပ်ပေးရဖိုးသားကိုကျေးဇူးတင်ပါတယ်လို့အခုကားရှိုးလုံးဖွင့်ပွဲလဲ तू ပဲချုပ်ပေးရလေ तू ကလည်းအခုနောက်ပိုင်းအရန်တော်တယ်ဟို easily ဇော်ထက်တို့အဲ့ဖိုးသားတို့မှချုပ်ဖြစ်တယ်အခုနောက်ပိုင်းဟိုကတိုင်မြင်ပြီးတော့လုပ်လိုက်တာပေါ့နော်ဟိုတိုင်မြင်ပြီးတော့ဟိုဟာပေါ့ဟိုတိုင်မြင်ပြီးတော့ရွှေစင်ညိုဆိုတော့တိုင်မြင်ပြီးတော့လုပ်လိုက်တာပေါ့နော်အမဲလဲဖြစ်သွားတော့လေနည်းနည်းတိုင်မြင်ပြီးတော့လုပ်လိုက်တာဟောဒါကတော့စတိုင်းတာစပုံစံမပေးပါဘူးဒီဟာဆောင်းကဒီမှာပရိသတ်တွေကဒီအမွှေးတွေလက်ဆောင်ပေးဘူးတဲ့လေဆောင်းအဲ့ဒါတွေတိန်းထားတာရှေ့မှန်းအောင်မသိဘူးမေ့နေရဆောင်းကဟိုဘာလဲမတင်တာပရိသတ်တွေဆိုပေးလို့ရှိရင်လေဆောင်းကိုလေဘုံနဲ့အပြည့်ပတ်ဆက်နေရတာဆောင်းကအဲ့ဒါတွေလိုင်းမော်မရိုက်တတ်လို့ဟိုဘုံဆိုရေချိုးတဲ့ဘုံတွေအဲ့လိုမျိုးအပြည့်ကိုရဘူးတဲ့အဲ့မြောက်ရီမှာအခုတိတ်မကြသေးဘူးလေသွားဖြော့ဖြေအဲ့ဘုံအပြည့်ဘုံပြည့်ကြော်သွားတယ်ဆောင်းကမကြွားတတ်လို့
မတင်လည်းမတင်ဖြစ်ဘူးလေဆောင်းကကိုကပြီးတော့ကိုသေဟိုပါပေါ့ကိုလှုပ်တဲ့ဟာတွေကိုလို့ကိုကလှူပြစ်တာများတယ်အလူတန်းနေပို့လို့ပြစ်တယ်ဆိုတာလဲအဲ့လိုဟိုဟာပေးသက်တွေကချစ်လို့ဒီလိုပတ်စံတွေများများပေးတဲ့ခါကျတော့ကိုတွေလည်းပြန်လှူလိုက်တာပေါ့နော်အဲ့ဒါကြောင့်အလူတန်းနေတော့အများကြီးလှုပ်ခွင့်ရတယ်ဒီမမဆောင်ဆိုတဲ့နာမည်နဲ့ကတော့တော်တော်လှုပ်ခွင့်ရတယ်ဟုတ်အမွေးလေးပေါ့ဒါလေးကတောင်ပန်လိုမျိုးပေါ့နော်ဒါလေးပေါ့ပေါ့ပါတယ်ချစ်ဖို့ကောင်းတယ်ပေါ့ပါနေဆွေစင်ညိုးဘာလို့ဝဲပါတယ်မတ်ထွေးလို့ဝဲပါတယ်မတ်ထွေးအသားခါလာတယ်ချောင်းငယ်ရည်နဲ့ဆေးပါမယ်တဲ့ကိုကလည်းဟိုဘယ်လိုပြောမြင့်တွေရှိလဲကိုဆေးမယ်ပေါ့နော်ပြီးလဲရည်နဲ့လည်းကိုဆေးမယ်ပေါ့ကိုကတော့အကုန်နဲ့ဆေးမယ်ရွယ်အဲ့လိုမျိုးလေးပေါ့သေဥဆောင်ပါပါအဲ့ဒါမမဆောင်ကပြောချင်တာမနေ့ဖန်ပေါ့နော်9ရက်နဲ့ရှေ့နေ့မှာမင်းသားတိုင်ရွန်တို့အဲ့အငိမ့်ဖွဲ့လဲပါတယ်မင်းသားကိုနေတိုးတို့အငိမ့်ဖွဲ့လဲတစ်ဖက်ကပါတယ်ပေါ့နော်အဲ့တော့ချစ်တဲ့ပေးသက်တွေမနေ့ဖန်ကြောက်လို့ရှိရင်လက်မှတ်တွေအများကြီးဝယ်ပြီးတော့လာရောက်အားပေးပါလို့ပြောချင်ပါတယ်ဒါရမုံဝေရှာတဲ့ပွဲဆိုတော့လေချစ်တဲ့ပေးသက်တွေကဟိုပတ်စံရှိတဲ့လူတွေဆိုလို့ရှိရင်တော့တယောက်အဆောင်50လောက်ဝယ်ပြီးတော့အားပေးပါလို့ကိုရီဆိုလဲလှူတယ်ဒီရမုံဝေလဲရှာပေးရတယ်အဲ့လိုမျိုးကြီးဖြစ်နေတယ်မမဆောင်တို့ကြတော့ပရိုက်တာလောက်တာဝါသနာပါတော့လူကြီးတွေကလည်းခိုင်းတာပေါ့နော်ကိုရီအဲ့တော့ဟိုဗာပဲဖြစ်ကိုကလှူခဲ့တယ်အခုဆိုရှင်ကိုအမှုပညာနဲ့လဲကိုကဒီထဲမှာရပုံကွဲမှာလည်းပေါ့ဝင်ကပြဖြော့ဖြေတယ်ပေါ့နော်ကိုရီတပြားမမျှဘူးဒီလိုပဲကပြဖြော့ဖြေပေးတာမမဆောင်တော့ဟိုပရိုက်တာလောက်တာအချင်းပါနေပြီဆိုတော့လေပရိုက်တာတွေကဟိုလုတ်ပြစ်တယ်အမြဲတမ်းထောက်လျှောက်ပဲငလင်တော့ဆိုရင်ပရိုက်တာဆိုလို့ရှိရင်မမဆောင်တော့ဟိုမန္တလေးဆို3နေရာသွားတယ်3ကသွားတယ်ဟိုတောင်ကြီးဆိုရင်4ကအင်းလေးဆိုရင်4ကအဲ့လိုတွေဖြစ်နေရတစ်ခါတွေပဲသွားကြတာလေအကုန်လုံးကကိုရီးယားတော့အဲ့လိုမျိုး4ကတို့ဘာလို့ဖြစ်သွားတယ်ငလှင်တော့အဲ့လိုမျိုးပေါ့နော်စကိုင်းဘက်တွေလည်းသွားတယ်အများကြီးပါပဲအဲ့တော့ချစ်တဲ့ပြည်သက်တွေကိုပြောချင်တာလာရောက်ပြီးတော့လက်မှတ်တွေဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်လို့မနေ့က6နာရီမှာမမဆောင်တို့ကိုကြည့်ရှုပြီးတော့အားပေးပါလို့